အရေးကြီးဆုံးကကိုယ်စိတ်ကိုထိမ့်သိမ်းဖို့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာစိတ်ကကြီးမှုနေတာဖြစ်တယ်စိတ်ကဖန်တီးပြုလုပ်ထားတာတွေသာဖြစ်တယ်အဲ့တော့လူတိုင်းဟာစိတ်ဆိုတာရှိကြအဲ့တော့စိတ်ရဲ့သဘာဝကိုသေးသေးချာချာသိဖို့လိုတယ်ပေါ့သူများကိုအပြစ်တင်တာသူများကိုကဲ့ရဲ့တာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်ကြီးမားတဲ့အပြစ်တစ်ခုပြန်လေကိုယ်ကြောက်ဒါကိုအလွန်တတိထားเสียကောင်းတယ်လောကလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်ကဲ့ရဲ့တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အဆုံးအမ